ကက်လာပြီဖြစ်ပါတယ်ထို့ကြောင့်မိမိတို့၏မဲစင်းများကိုမင်းတို့ရဲ့မဲတမင်ကဗလာဖြစ်မသွားဘူးအေးအဲ့လိုပဲကိုလိုချင်တဲ့ခေါင်းဆောင်မှန်ကန်စွာရွေးချယ်တော့ဘလောက်ရေးကြည့်လဲသိပြီနော်ဒီပါမကြောက်တော့အဲ့ဒါပဲဒီစီဟိုကောင်တွေသွားအလုံးလုံးမှာလုံးဘာလဲမဲတွေဘာတွေရှုပ်နေတာတွေရှောက်ရှက်လုံးမနေနဲ့လူဆိုတာဟာသမင်းစားရဖို့အလုံးလုံးရလိမ့်မယ်ဟိုဟာဒီဟာအလုံးမလုံးဖဲနဲ့ရှောက်ပြီးလုံးမနေနဲ့ဒါတွေအလကားအလုံးလုံးမှာစားရမှာဘာမှလည်းနားမလဲအလကားဦးလေးကတော့လုံးကိုထက်လူကိုဘယူကိုအခွင့်အရေးရှိတော့အတုံးချမှာဗောဗျစီးပွားရေးလူမှုရေးဘဝကြီးတိုးတက်ဖို့ဆိုတာလူမှန်နေရာမှန်နေရွေးပေးဖို့လိုတယ်ဗျဟဲ့ကောင်ချိန်ကုန်တာတွေဘာမှမလုံးနဲ့ဘယ်သူမှထမင်းမကျွေးပါဟိုမှာဒီမှာဘာမှမထူးတော့ဘာမှလုံးမနေနဲ့ဒါတွေအလကားအလုံးလုံးမှာစားရမှာလုံးမစားရတော့ကျွန်တော်လည်းသိတာပါဦးလေးရာဟဲ့ကိုလုံးဟာဘာဖြစ်နေကြဦးလေးပေါ့ရွေးကောက်ပွဲနေလာလို့ကျွန်တော်တို့လူတိုင်းရဲ့မဲပေးမှုကအပြောင်းလဲဖြစ်စေတယ်လို့ပြောတော့လက်မခံလို့တော်လေးဒီမှာကိုလိုချင်တဲ့လူကိုရွေးဖို့လူတိုင်းကိုစီမဲပေးရမယ်ဆိုတာခင်မိသူလည်းအားလုံးအသိမသိတဲ့သူကမသိကြအောင်ဆောင်နေတာတော်လေးမင်းတို့ကလည်းကွာကိုတမင်းကိုစားပြီးကြီးတော်တော့အလကားကြောင်းနေကြတယ်ဗလာတမင်းတွေကတော့ဘာမှထူးခြားလာမှာမဟုတ်ပါဘူးမိမရေဟုတ်တယ်မလားနော်အဲ့လိုပြောကြစမ်းဟေ့ဆိုလို့ရှိရင်တော်နဲ့ကြုံနဲ့ညားလာတာအဲ့ဒီမဲစနစ်ကြောင့်နော်အိမ်မှာကအိမ်သား9ယောက်ရှိတယ်အဲ့ဒီက4မဲကရှင်းကိုပေးတယ်အဲ့တော့တော်နဲ့ကြုံနဲ့ညားတယ်ဒါပါတော့အေးအဲ့လိုမဟုတ်လို့ဗလာမဲကြီးပဲဆိုလို့ကတော့အဲ့လိုရုပ်ဆိုးပန်းဆိုကြုံကယူပါလိမ့်မယ်အော်မိမဟိုယောက်ျားမှာလိုက်တဲ့စီတမင်းလေးပါလာရင်သမီးငယ်လေးကလည်းစီတမင်းဆိုစားကြံလုံးတော့သူစောင့်နေတယ်စီတမင်းကမလွယ်ဘူးလွယ်တဲ့မိုးဟင်းကားလေးပဲစီစဉ်ထားတယ်နော်မိမလေကွာမိုးဟင်းကားအကြကြမာတာကြီးပါလာတယ်ကွာသမီးငယ်လေးကမိုးဟင်းကားလေးမကြိုက်ဘူးလေမိမရဲ့ဦးလေးသူများရွေးတဲ့မနှက်စာမကြိုက်လဲစားကြိုက်လဲစားကျွန်တော်ကြိုက်တာမုတ်ဟင်းကကဲလာပါဟဲ့ပြီးတော့ကျွန်မလုံးကြတယ်အများကြီးပြောနေတယ်ကွာဒီကောင်ကအမှန်တကယ်တော့အေးငါကလည်းဆိုင်သွားတယ်ကွာဒါလည်းဆိုင်မဆောင်ဘူးဆိုင်သွားတယ်ဒီဆိုင်မကူခိုးခိုးကွာတောင်းချိုး